ခန်းစားနာဆင်မြမတေးတန်ဆင်အစီအစဉ်ကိုတင်ဆက်လို့ပြီးပါပြီ။နောက်လာမယ့်ခန်းစားနာဆင်မြမတေးတန်ဆင်အစီအစဉ်မှာလည်းကောင်းလို့ရမြမတန်ဆင်တေးသစင်ကောင်းတွေကိုရွေးထုတ်ဖျော်ဖြေပေးဦးမှာမို့တော်တော်ရှင်များအလုံးကစောင့်မျှော်ပေးနာဆင်ပါအောင်ရှင်။တော်တော်ရှင်များရှင်ခုချိန်ရစပြီးတိပိဋကဒရဓမ္မဗန္နဂါရိကအဘိဓိစ္စမဟာရထဂုရုအဘိဓိစ္စအဂမဟာတတ္တမဇောတိကဗရန္တဝိစိတ်တတာရဘိဝန္တမင်းကြီးဆရာတော်ကြီးရဲ့ယရဏတုတ်ပိဋတရားတော်ကိုနာကြားကြပါမယ်ရှင်ယောဂတိအမနုဿတိဒုဗ္ဗိခတိကျင်းဝေးဒီနိုင်သောယရဏတုတ်တံကိုနာယူမှတ်သားကြပါဦးဗဏိဒါနာတောပခယတထာဝတ္တဒသပါရမီယောဒါသဥပပါရမီယောဒါသပရမတ္ထပါရမီယောတိသမတုံပပါရမီယောဝိသမာပရိစ္ဆာမိလောကတ္တသရိယံညာတ္တသရိယံဗုဒ္ဓတ္တသရိ